မင်္ဂလာပါ Yaspis ကနေကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့99 sales မှာတော့ကဘတ်1300တန် Boston Stand အိတ်လေးကိုဘတ်300ကျော်နဲ့စီချခဲ့ပြီးမယ်ရကွိုင်းနေသုံးပြီးတော့ဘတ်100ကျော်တဲ့နဲ့ရခဲ့တာပဲဖြစ်ပါတယ်အခုအိတ်လေးကို unboxing လုပ်တော့မှာဖြစ်ပါတယ်ရှင်တကယ်ကြတော့ဒီအိတ်လေးကိုဘူးနဲ့လာမယ်ထင်ထားတာပေါ့နော်ဒါပေမဲ့လည်းပို့လာတဲ့အခါမှာအိတ်နဲ့ဆိုတော့နည်းနည်းလေး quality အတွက်ကိုစိတ်ပူသွားတယ်ဒါပေမဲ့သူကအထဲမှာတော့ brand logo အိတ်လေးနဲ့ထည့်ပေးထားတာပေါ့နော်ဒီအိတ်လေးကကြတော့ color ၄ရောင်ရှိတဲ့အထဲမှာရဒီနေ့အသားနဲ့အညိုဆက်ထားတဲ့ color လေးရွေးခဲ့တာပဲဖြစ်ပါတယ်အပြင်မှာအိတ်ကက်လေးနှစ်ကက်နဲ့အတွင်းခန်းကလည်းအခြေကြီးပဲနောက်ပြီးအထဲမှာလည်းအိတ်ကက်လေးပါသေးရဲ့ဆိုတော့ပစ္စည်းတွေအများကြီးထည့်လေးရှိတဲ့ရအတွက်တော့အရန်အဆင်ပြေပါတယ်ဒီအိတ်လေးကိုမြင်လိုက်ရတဲ့အချိန်မှာရတော်လေးသဘောကျပြီးစိတ်ကျဉ်နေမှုလည်းရှိရပေါ့နော်ပေးရတဲ့စီးနဲ့လည်းတန်တယ်လို့ခံစားရတယ်အယောင်ဆက်ထားလေးကလည်း match ဖြစ်ပြီး quality လေးကလည်းကောင်းတဲ့အတွက်ဘတ်300ကျော်ဘတ်100ကျော်တဲ့နဲ့ရလိုက်တာအရန်တန်တယ်လို့ခံစားရပါတယ်ရှင်ဒီနေ့ blog လေးကဒီလောက်ပါပဲတတာ